သာဖြစ်ရင်အစိတ်တင်းသလိုဖျားဟောတာရှိရဲ့ဒေါတန်ဝါစိတ်တန်တန်တော်တန်စိတ်တန်တီပဇာနာတိတဲ့ဒေါသနေတကွာဖြစ်သောစိတ်ကိုဒေါသနေတကွာဖြစ်သောစိတ်ဟူ၍တည်၏တဲ့ဒီထက်ရိုးအောင်ရှင်းအောင်ပြောရရင်ဒေါသစိတ်ကိုဒေါသစိတ်ဟူ၍တည်၏တဲ့ဒေါသစိတ်ကိုလို့ဆိုကြတဲ့ကငါဒေါသလို့မဆိုလို့ဘူးနော်ငါမဟုတ်ဘူးဒေါသကိုချိတက်တဲ့အလေးချင်းကိုများများလှုပ်လာလို့ရှိရင်တခါတလေဒေါသစိတ်ကလေးနည်းနည်းလေးပေါ်လာနဲ့ချက်ချင်းမြင်လိုက်တဲ့အခါကိုကမဖန်တီးပဲနဲ့ဖြစ်လာတာပါလားဆိုတာကောင်းကောင်းသိတယ်အလုံးမကျတာနဲ့တွေးလိုက်တဲ့အတွက်ကြောင့်ပြုံးကနေဒေါသစိတ်ကလေးတစ်ခုပေါ်လာတယ်အဲ့ဒီလိုမြင်လိုက်တဲ့အခါဒီဒေါသဟာငါမဟုတ်ပါလားဆိုတာပိုရှင်းတယ်ငါမဟုတ်တဲ့ဒေါသကိုမြင်လိုက်တယ်ဒေါသနဲ့ငါနဲ့တခြားစီဖြစ်သွားရင်ဒီဒေါသကိုကင်တွယ်ရတာဟန်ဒယ်လုပ်ရတာအင်မတန်လွယ်သွားတယ်ဒါကိုသဘောပေါက်ဖို့အင်မတန်ရေးကြီးရဲ့ဘလို့ကိလေသာဖြစ်ဖြစ်လောဘဖြစ်ဖြစ်ဒေါသဖြစ်ဖြစ်မာနဖြစ်ဖြစ်ငါဆိုတဲ့တက္ကာယဒိဋ္ဌိရဲ့ထောက်ပံ့ကိုမရရင်သူသိအားမကြီးဘူးဖြစ်ကြောလည်းမရှိဘူးမြင်မြန်နဲ့ပြေသွားတယ်ကြောက်တာစိုးရိမ်တာပူပန်တာတောက်ကဖြစ်တာလဲဒေါသတစ်မျိုးပါပဲနော်ဒေါသဆိုလို့စိတ်ဆိုးတာတစ်ခုတည်းပဲလို့မြူစားပါနဲ့ခုကျမကြီးနဲ့ပတ်သက်လို့ဖြစ်ဖြစ်အလောက်ကိုင်းနဲ့ပတ်သက်လို့ဖြစ်ဖြစ်တစ်ခုခုနဲ့ပတ်သက်လို့ကြောက်တာစိုးရိမ်တာပူပန်တာအားလုံးဟာဒေါသပဲအဲဒီတော့ဒေါသဖြစ်တဲ့အခါကိုယ်ခန္ဓာကိုယ်မှာဘလို့ခံစားရတယ်တည်တည်ချာချာကြည့်ပါခန္ဓာကိုယ်ပူလာတယ်ချွေးတွေပြန်လာတယ်တက်ရှူမြန်လာတယ်နှလုံးခုန်မြန်လာတယ်အဲဒီချိန်မှာစိတ်ကလည်းမငြိမ်တဲ့အတွက်ကြောင့်စဉ်းစားတာတွေးခေါ်တာဟာအေးအေးဆေးဆေးစီစဉ်တဲ့ကြောင့်မဖြစ်တော့ဘူးရောက်ရက်ခတ်ပြီးတော့ဟိုရောက်ဒီရောက်ဖြစ်တယ်စီစဉ်မရှိတော့ဘူးတကယ်လို့တင်တာဦးစားပေးတင်တာကိုမလုပ်တော့ပဲစိတ်လိုက်မှန်ပါနဲ့မလုပ်တင်တာတွေလုပ်မိတယ်မပြောတင်တာတွေပြောမိတယ်ဒေါသဖြစ်တာဟာစိတ်ကိုမျိုးတာနဲ့တူတယ်ဒေါသဖြစ်ရင်ခန္ဓာကိုယ်ရောစိတ်ပါစိတ်သေးသလိုဖြစ်သွားတယ်ဒေါသဖြစ်တဲ့အခါခန္ဓာကိုယ်မှာတက်ပြောင်းလဲဖြစ်တယ်ခန္ဓာကိုယ်ပျက်စီးမှုနှုန်းပိုများလာတယ်ဒါကြောင့်ဒေါသများများဖြစ်ရင်မြင်မြန်အိုတယ်ဒေါသဟာလေးဖက်လေးတဲ့အရင်မျက်နှာအားလုံးပေါ်မှာအကျိုးသက်ရောက်မှုရှိတယ်ဒေါသဖြစ်နေတဲ့အခါကြည့်ရတာမကောင်းတော့ဘူးမျက်စိရဲ့မြင်နိုင်စွမ်းလျော့သွားတယ်ဒါကြောင့်ဒေါသကြီးတော့တဲ့အခါဘာမှမမြင်တော့ဘူးမှောင်သွားတယ်လို့တချို့ပြောကြတယ်အကြောင်းဝင်တာလည်းတူတူပါပဲဒေါသဖြစ်နေတဲ့အခါနားကလည်းကောင်းကောင်းမကြားတော့ဘူးဒါကြောင့်နားကြားလွှဲတတ်တယ်ဒေါသဖြစ်နေတဲ့အခါစားချင်တောက်ချင်စိတ်မရှိဘူးစားရင်လည်းစားလို့မကောင်းဘူးအရသာကိုကောင်းကောင်းမသိဘူးအနှံ့ကိုလည်းကောင်းကောင်းမသိဘူးခန္ဓာကိုယ်မှာထိတွေ့မှုကိုလည်းကောင်းကောင်းမသိဘူးဒါကြောင့်ဒေါသဖြစ်နေတော့မှထိခိုက်ဒဏ်ရာရရင်မနာဘူးဒေါသပြေသွားတဲ့အခါကျမှနားတယ်ဒေါသဖြစ်နေရင်အိတ်လို့မပြောဘူးအေးရေးပြတ်တယ်အကြောင်းတစ်ခုခုကြောင့်တယောက်ယောက်ကိုဒေါသဖြစ်နေရင်ဘာမှမဆိုင်တဲ့သူတွေကိုပါဒေါသနဲ့ပြောမိတတ်တယ်ဘာမှဖြစ်မရှိတဲ့သူဟာသူ့ကိုဒေါသကြီးကြီးနဲ့အော်ရာငေါက်တာကိုခံရတဲ့အခါဘာမှဖြစ်မရှိပဲမတရားခံရလို့စိတ်ပြတ်နာကြီးသွားမယ်ဒေါသဟာကိုယ့်အကျိုးကိုရောသူတစ်ပါးအကျိုးကိုပါမသိတော့ဘူးမမြင်တော့ဘူးဒေါသောအတ္တနသာနာတိဒေါသောဓမ္မနပတ္တိဒေါသဟာအချိုးကိုလည်းမသိဘူးအကြောင်းကိုလည်းမမြင်ဘူးဒေါသကအစင်စင်နိုင်တဲ့စွမ်းရည်ကိုဓမြတိုက်ယူသွားတယ်ပြောတဲ့နဲ့မပြောတဲ့ဘူးဆိုတာမစင်စင်နိုင်တော့ဘူးလှုပ်တဲ့နဲ့မလှုပ်တဲ့ဘူးဆိုတာကိုလည်းမသိတော့ဘူးအကျိုးရှိတဲ့အကျိုးမရှိဘူးဆိုတာကိုလည်းမသိတော့ဘူးဒေါသဖြစ်လာရင်စနစ်မရှိတော့ဘူးစီကံမရှိတော့ဘူးဒေါသကကိုစနစ်မရှိရသူစီကံမရှိရသူဖြစ်အောင်လုပ်တယ်ဒေါသနဲ့သွားရင်ကြောက်တာစိုးရိမ်တာနဲ့သွားတယ်ဒေါသဖြစ်တာကိုသိတာများလာလေးဒေါသနဲ့သွားလေးပဲကြောက်တာစိုးရိမ်တာကိုသိလေးကြောက်တာစိုးရိမ်တာနဲ့သွားလေးပဲအဲ့ဒါတကယ်လက်တွေ့လုံချီမှာပဲသိမယ်အမှားနေလာလေတောကနေလာလေတပည့်တကားတက္ကမတွေများသောအားဖြင့်ကျောင်းလေဘက်တွေကအင်ဂျင်နီယာတွေများတယ်သူတို့မှာတာဝန်တွေများရင်ယူထားရတယ်အလုပ်တွေကများတော့ဘယ်တော့မှမှန်းထားရမှာမပြီးဘူးအမြဲတမ်း target date ကလွန်သွားတာကြီးပဲလိုတဲ့ပစ္စည်းမရတာတို့လုံသမားမရတာတို့စသဖြင့်ခက်ခဲတွေရှိတော့အလုပ်ကိုအေးစစ်စစ်လုပ်ရတာတိတ်မရှိဘူးမြဲလို rush လုပ်ရတာဆိုတော့တိတ်စိတ်ပင်ပန်းနေစိတ်ပင်ပန်းယုံတွေမကဘူးကို့ထပ်လူကြီးတွေကမချာလာပြီးကြည်နေတာစစ်စင်းနေတာဆိုတော့လူကြီးလာမယ်လို့ကြားကလေးကစိတ်ကတော်တော်ပူနေပြီမနေ့ကပဲကျောင်းနေဘက်တကကြီးတယောက်ကဒီအကြောင်းကိုပြောတယ်မနေ့ပြန်လူကြီးလာမယ်ဆိုရင်ဒီနေ့စိတ်အေးနေလို့မရတော့ဘူးငါလောက်ထားတာတွေစင်မှ
ကေရလာလာတဲ့အခါငါဘာပြောရမယ်ဘလို့စီစဉ်နဲ့ပြောမယ်ဘာတွေပြရမယ်လူကြီးကဘာတွေစုမလဲအစုခံရဖို့လည်းပြင်ထားရတာနော်အဲ့ဒီတော့ညာဦးကလေးကကောင်းကောင်းအိတ်လို့မပြောတော့ဘူးအဲ့ဒီလိုဆိုရင်ဒီလူကညာကလေးကအရေးပြတ်တော့ပင်ပန်းပြီးတော့စိတ်တဲ့အင်အားရောခန္ဓာကိုယ်အင်အားပါကုန်နေတယ်နောက်နေ့မနေ့ကျတော့လေအစောကြီးအိယာကနိုးကလေးကစိတ်ပူနေပြီးတော့ကာရီများနေပြီအဲ့ဒီလိုလူဟောင်းလူကြီးနဲ့တွေ့ရတဲ့အခါဘလို့ပြောမလဲသူစိတ်မငြိမ်သက်တဲ့အတွက်ကြောင့်သူဘာပြောရမှန်းတော့သိမှာမဟုတ်ဘူးပြောစနာလေးတွေစဉ်းစားလိုက်ပျောက်သွားလိုက်အဲ့ဒီလိုဖြစ်တတ်တယ်နော်ဒါလက်တွေ့ဖြစ်ခဲ့တဲ့ကိစ္စတစ်ခုကိုပြောနေတာပါအဲ့ဒီအကြောင်းတွေဘက်ကကြီးတွေကိုတတိတဲနေဖို့ကိုယ်စိတ်ကိုသိနေဖို့ပြောပြတော့သူတို့တော်တော်ကြိုးစားတယ်ကြိုးစားတော့တပြေးပြေးတော့ကဖြစ်တဲ့စိတ်စိုးရိမ်စိတ်တွေကိုတီးလာတယ်ပထမအဆင့်ကသိဖို့ပဲနောက်တော့သိနိုင်တဲ့စမ်းရည်အားကောင်းလာတဲ့အခါစိုးရိမ်တဲ့စိတ်ပူပန်တဲ့စိတ်ဖြစ်တာမရှိတော့ဘူးတပြေးပြေးနဲ့တော့ကနေလာတဲ့လို့ကိုပို့ပြီးအာယုံဆိုင်နိုင်လာတယ်စကားပြောတာမှလည်းပို့ပြီးရှင်းရှင်းလင်းလင်းတိတိကျကျပြောနိုင်လာတယ်လောက်တာကိုင်းတာပြေးတာဆိုတာတွေမှမာနေလာတယ်အမနေလာလေတော့ကနေလာလေတော့ကနေလာလေလောက်ကိုပို့ပြီးကောင်းလုံနိုင်လာလေဖြစ်လာတော့ကိုယုံကြည်မှုများကြီးရှိလာလေဖြစ်လာလို့အလုပ်ကိုပို့ပြီးနိုင်နေနေလုံနိုင်လေဖြစ်လာတယ်တဖြည်းဖြည်းစိတ်အေးချမ်းလာတယ်မျိုးဆရာရှိရကိုခေါင်းအေးနဲ့လုံနိုင်လာတယ်ပြောစရာရှိရတွေကိုအေးစစ်စစ်ပြောနိုင်တာတွေ့ရတဲ့ခဏကြီးပြင်းထန်ထန်ဒေါသဖြစ်ရတာက12နာရီအလုပ်ပင်ပန်းလုပ်ရတာထက်ပိုပြီးအားကုန်ပါတယ်။ရဲတဲ့သူတွေကတော့တိတ်တိမှမဟုတ်ဘူးအသက်40ကျော်50နာရောက်လာပြီဆိုရင်ဒေါသဖြစ်လိုက်တာနဲ့တော်တော်ကိုနှုံးသွားတာပဲ။တခါတည်းကိုမျက်စိနှိပ်ပြီးနှိမ့်နေချင်တော့တာအထူးသဖြင့်ကျမ်းမာရေးနေမကောင်းတဲ့အခါဒေါသကြောင့်အားကုန်သွားတာကိုပိုသိရဲ့တချို့လူတွေဟာအဲ့ဒီမွေလို့ဒေါသတို့တောကတို့ဖြစ်နေတဲ့သူဟာနောက်ထပ်ကြုံတွေ့ရတဲ့စင်မပြေမှုကိုခံနိုင်ရမရှိဘူးစင်မပြေမှုတစ်ခုပြီးတစ်ခုထပ်လာရင်စိတ်ထက်ကြတဲ့ယောဂပါဖြစ်လာတတ်တယ်စိတ်ထက်ကြတဲ့ယောဂဖြစ်လာရင်ခံနိုင်ရမရှိတော့ဘူးတည်တည်မမစင်မပြေမှုလေးတွေတွေ့လာရင်တော့မဖြေရှင်းနိုင်တော့ဘူးခဏရေးလျှော့သွားတဲ့ခန္ဓာကိုယ်ခံအားလေးကြလို့ခဏနေမကောင်းဖြစ်တတ်တယ်တောကများတဲ့သူဟာနောက်ထပ်တွေ့ရတဲ့စိတ်အနှောက်အယှက်ဖြစ်စရာကိုမခံနိုင်ဘူးလွယ်လွယ်နဲ့ပောက်ကွဲတတ်တဲ့ minor event သေးပွားဖြစ်ရလေးတွေကကိုလွယ်လွယ်နဲ့ကျုံးပြန်သွားအောင်လုပ်နိုင်တယ်တောကတို့ဒေါသတို့ကကိုအမြင်ကျင်းမြောင်းသွားစေတယ်ရေရှည်ကိုမချိနိုင်မမြင်နိုင်တော့ပဲလက်တလောစိတ်သက်သာမှုရအောင်ပောက်ကွဲစေတယ်မြင်တိုးစေတယ်ကန်သွားစေတယ်ဆုံးဖြတ်ချက်တွေမှားယွင်းစေတယ်မှားရီလှုပ်စေတယ်ပြီးတော့အဲ့ဒီအမှားတွေကြောင့်စင်မပြေမှုတွေပုံများပြီးတော့ဒေါသတွေတောကတွေထပ်ပွားစေတယ်။ဒါကြောင့်ဒေါသဖြစ်နေတာကိုတတ်တာအောင်ကိုယ်စိတ်ကိုသိနေတဲ့အချင်းကိုလုပ်တဲ့နဲ့ဖြစ်ချင်းတီးအောင်လေ့ကျင့်ထားရင်ချက်ချင်းတော့ကပြုတ်မသွားတော့မှပြင်းထန်ဆူဆူဝါဒေါသမဖြစ်ဘူးထိန်းထားလို့ရတယ်။ဘဝနောက်တတ်တာတဲ့ဆိုရင်ပဲခန္ဓာရင်ရှိရဲ့စင်မရှိပဲစိတ်တူတာဒေါသဖြစ်တာဟာစိတ်ငြိမ်သက်မှုကိုဖြစ်စေတယ်။ကြာခတ်သွားစေတယ်။ပောက်ကွဲနှောင်ကျွမ်းမှုကိုဖြစ်စေတယ်။စိတ်မငြိမ်သက်တဲ့သူဟာအလုံးမအာယုစူးစိုက်မှုတိတ်မရှိဘူးစိတ်ရဲ့အာယုတစ်ခုမှတစ်ခုမှတာရှိစူးစိုက်ထားနိုင်တဲ့ရည်ချင်းကိုသိမ့်ယူသွားတယ်တမာတိမရတော့ဘူးအေးစစ်စစ်ပြောနိုင်ဆိုနိုင်နားထောင်နိုင်တဲ့ relax communication စိတ်ကိုမရတော့ဘူးဒေါသကိုစနစ်မရှိအောင်စီကံမရှိအောင်လုပ်တယ်ဒေါသကြီးတာရေးထင်အောင်လုပ်တော့တယ်ဘယ်ဟာရေးကြီးဆုံးလဲဆိုတာကိုသိနိုင်မြင်နိုင်တဲ့ဉာဏ်ဖြင့်ကိုဒေါသကဓမြတိုက်ယူသွားတယ်ပထမအရေးကြီးဆုံးဒုတိယအရေးကြီးဆုံးဆိုပြီးအစစ်စစ်ဦးစားပေးရရှိတဲ့အခါဒီကိစ္စနဲ့ဟိုကိစ္စဘယ်ဟာကပို့ပြီးတော့အရေးကြီးတယ်ဆိုတာတွေကိုမစင်စားနိုင်တော့ဘူးဒေါသဆိုတဲ့ emotion ခံစားမှုရဲ့လွှမ်းမိုးမှုကိုရပြီးတော့ဒေါသခိုင်းတာလုပ်ရပြီးဒေါသရဲ့အခိုင်းစီခံချုံဖြစ်သွားပြီးစစ်စစ်ဆက်ဆက်စီစဉ်တခြားမလုံနိုင်တော့ပဲမစင်စားတော့ပဲစီစဉ်မရှိတာတွေကိုရန်လုပ်တော့တယ်ဒိဗ်ပင်ရှိရငန်းမပါတာအကြောင်းကျိုးမကြိုက်တာမလုပ်တင်တာတွေကိုလုံးမိအောင်ပြောမိအောင်ဒေါသကအတိလှုပ်စောတိုက်တွန်းလေးရှိရင်ဒေါသဟာသူများကိုထိကြိုက်သွားအောင်နာသွားအောင်လုပ်ပြီးစေတယ်တယောက်ကိုတယောက်ဒေါသဖြစ်နေတယ်ဆိုရင်သူ့ကိုနာအောင်ပြောခြင်းနဲ့သူ့ကုန်တိတ်ခါထိကြိုက်အောင်ပြောခြင်းနဲ့သူ့အလုပ်ကိုင်းစီးပွားရေးထိကြိုက်အောင်လုပ်ခြင်းနဲ့ဒီထက်ဆိုလာရင်တော့သူ့ကိုတရားအောင်လုပ်မယ်သူမိသားစုကိုဖြစ်ထိကြိုက်အောင်လုပ်ခြင်းနဲ့အဲ့ဒါလို့သူများကိုဒုက္ခရောက်အောင်လုပ်ရင်းနဲ့ကိုယ်ပါဒုက္ခရောက်သွားမယ်ကြားဘူးတဲ့ပုံမြင်လေးတစ်ခုကိုပြောပြမယ်တကောင်ကမွေကြီးတစ်ကောင်ရှိရဲ့အဲ့ဒီမွေကြီးကိုတနေ့တော့ပြားတစ်ကောင်ကခေါင်းကိုတုပ်တယ်ပြားဟာ
ငွေကောင်းကိုမိမိရရတုတ်ထားပြီးမလုပ်ဘူးအဲ့ဒီအချိန်မှာလဲတစီလာနေတာပြင်းတော့ငွေကစဉ်းစားတယ်ဒီပြောင်းကိုတော့တေးအောင်တတ်မယ်ငါကြောင့်ကိုသိစီမယ်ဆိုပြီးလဲလန်းကြောင်းတက်တယ်မှာခေါင်းကိုထားလိုက်တယ်လဲချင်းပေါင်းကတော့စိတ်သွားတယ်ပြောင်းဟာစစ်စစ်ညံ့ညက်ခြေသွားတယ်ငွေကောဘာဖြစ်သွားသလဲငွေလဲခေါင်းစစ်စစ်ညံ့ညက်ခြေပြီးသေးတာပေါ့တချို့လူတွေဟာအဲ့ဒီငွေလိုပဲဒေါသဟာကိုမတရားတဲ့သူမမျှတတဲ့သူဖြစ်အောင်ကြမ်းကြုတ်ရက်စက်တဲ့သူဖြစ်အောင်လုပ်တယ်။ဒေါသကြီးလာရင်တရားတယ်မတရားဘူးမျှတတယ်မမျှတဘူးမလုပ်တင်တယ်မလုပ်တင်ဘူးဆိုတာကိုမချင်းချင်းနိုင်တော့ဘူး။လုံးလုံးကြကြပြောနေတတ်တယ်မှားတွေလုပ်ပြီးတတ်တယ်။အဲ့ဒီတော့ပြဿနာတွေကပိုပြီးတော့တက်သွားတယ်။အဲ့ဒီပြဿနာတွေကိုလိုက်ပြီးဖြေရှင်းရတာအချိန်ကုန်တယ်ငွေကုန်တယ်သူပြင်ပန်းတယ်။ဒါကြောင့်ဒေါသဟာကတ်ချေမကိုက်ဘူး။ပေးရတာများပြီးတော့ပြန်ရတာနဲ့ဒေါသကြီးလာရင်သူ့ကိုတိုက်ခိုက်တယ်ရန်တုတ်ပြန်ဆွဆွဲတယ်နာအောင်လုပ်တယ်နာအောင်ပြောတယ်ချိန်ချောက်တယ်ဒေါသကြောင့်အားရီလှုံမိပြီးမှပြုံးမိပြီးမှနောက်ထားရတတ်တယ်ရှက်ရတတ်တယ်တချို့ကြတော့ရှက်ရှက်နဲ့ရန်တက်ပြန်တယ်ကို့အမားကိုရိုးရိုးသားသားလက်မခံနိုင်လို့ဝင်မခံနိုင်လို့သူများအမကိုပုံကြီးချဲတတ်တယ်အဲ့ဒီလိုလုပ်ရင်ကို့လှုပ်ဖို့ကင်ဖက်တွေကကိုမလေးစားတော့ဘူးကြောက်ရင်တော့ကြောက်မယ်ဒါပေမဲ့တကယ်ထိုင်လဲလေးစားမှုကိုတော့မရှိတော့ဘူးကိုလည်းမတရားအနိုင်ချစ်တတ်တဲ့သူပူလီလောက်တတ်တဲ့သူလို့မြင်လာမယ်ဒေါသဟာကိုယ့်ရဲ့မျက်နှာကိုကြည့်ရဆိုအောင်လုပ်တယ်ကြောက်စရာကောင်းတဲ့မျက်နှာကြည့်ရဆိုတဲ့မျက်နှာကိုဖြစ်စေတယ်ဒေါသဟာရုပ်ရည်အစင်းကိုအများဆုံးဖြစ်စေတယ်မြတ်တာဟာမျက်နှာကိုချက်တည်ရှိစေတယ်ဖပစေတဲ့ချစ်စရာခင်စရာကောင်းစေတယ်ကောင်းတဲ့အတိုင်းဝိုင်းမှာနေခြင်းဒေါသဆိုတာကူးစက်တဲ့ယောဂတစ်မျိုးဖြစ်တယ်ဒေါသကြီးတဲ့သူနာမှာကြနေရင်ကိုပါဒေါသဖြစ်တတ်လာတယ်အလိုမကျတဲ့သူတွေစင်မပြေတာတွေကိုငြင်းပြောနေတတ်တဲ့သူတွေနာမှာနေရင်ကိုကဒေါသဖြစ်စရာလို့မထင်တဲ့ကိစ္စမျိုးတောင်မှဒေါသဖြစ်စရာဖြစ်လာတယ်ဒါကြောင့်မချေနှက်စရာကိုငြင်းတယ်ပြောနေတတ်တဲ့သူမျိုးကိုတတိထားပါသူကဒေါသဖြစ်လို့တခုခုကိုဒေါသနဲ့ပြောနေရင်ကိုပါသူ့လက်ကိုလိုက်ပြီးတော့ဒေါသမဖြစ်အောင်တတိရှိနေဖို့လိုတယ်။နာရင်တော့သူ့ဒေါသလျှော့သွားအောင်အေးစစ်စစ်ဖြောင်းပြပေးပါ။ရေးချင်းမြင်တဲ့သူတွေကပိုပြီးစိတ်တိုတတ်တယ်ဖြစ်တဲ့နာနဲ့ဖြစ်နေတာတွေရဲ့ခြားနာချက်ကိုသူတို့ကောင်းကောင်းသိတယ်။ညံပိုရှိလို့လွဲနေတာဟားနေတာကိုပုံမြင်တယ်။ပိုကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုသူတို့ရှင်းရှင်းလင်းလင်းမြင်တယ်။ညံပိုရှိလို့ပိုကောင်းအောင်လုပ်ချင်စိတ်လည်းရှိရဲ့။အောင်မြင်တဲ့သူဆိုတာကံကြံဝရိယသုံးမျိုးလုံးကောင်းလို့ပါဒါကြောင့်အလုပ်ကိုပြီးလွယ်အောင်တတ်တာကိုပြီးလုပ်တတ်တဲ့သူမျိုးနဲ့လွဲပြီးလုပ်ရရင်ကောင်းတဲ့ကောင်းလုပ်ချင်တဲ့သူဟာမကြာခဏစိတ်တူရတော့မယ်ပြင်းတဲ့သူတော်တော်များများဟာစိတ်တော်တော်ရှိကြတယ်သူတို့ပြောလို့ရှိရဲ့စကားတခုကမရှိလို့လှုပ်ရှားတာဖြစ်ဖြစ်ပေါ်တယ်ဝရိယကြီးရဲ့သူဟာအဲ့ဒီလိုဖြစ်ဖြစ်ပေါ်ဆိုတဲ့လူမျိုးနဲ့တွဲလို့ရရင်စိတ်မကြာခဏတို့ရမှသိကြတယ်ကိုလှုပ်ဖို့ကင်ဖက်တွေရဲ့စိတ်ထားနဲ့ရေးချင်းမြင်လာအောင်တတ်နိုင်တဲ့လောက်လုပ်ပါအားလုံးစိတ်ထားမြင်လာရင်အားလုံးအတွက်ကောင်းပါတယ်ကောင်းတဲ့အတိုင်းဝိုင်းမှာနေခြင်းကောင်းတဲ့အတိုင်းဝိုင်းဖြစ်လာအောင်ကိုယ့်ဘက်ကတတ်နိုင်တဲ့လောက်စူးစမ်းဖို့လိုတယ်လူတိုင်းဟာလူအတိုင်းဝိုင်းထဲမှာနေရတယ်ဒါကြောင့်လူတိုင်းမှာတိုင်းဝိုင်းနဲ့ပတ်သက်ပြီးတာဝန်ရှိတယ်အားလုံးကောင်းဖို့အားလုံးမှာတာဝန်ရှိရဲ့ကိုယ်ပဝင်ခြင်းမှာစိုးတစ်ခုဖြစ်လာရင်ဒါနဲ့မဆိုင်ဘူးလို့သဘောမထားသင့်ဘူးအဲ့ဒီဆိုပြောင်းအောင်တတ်နိုင်တဲ့နည်းနဲ့လုပ်ရမယ်တတ်နိုင်တဲ့လောက်လုပ်ရမယ်လို့သဘောထားရမယ်လုပ်ရမယ်လူတိုင်းဝိုင်းပိုကောင်းလာဖို့လူတိုင်းမှာတာဝန်ရှိရဲ့အဲ့ဒီလူတိုင်းဆိုတဲ့အထဲမှာငါလည်းပါတယ်ငါမှာတာဝန်ရှိတယ် social responsibility ဆိုတာကိုနားလည်ဖို့လိုတယ်လူမှုရေးတာဝန်လူတိုင်းမှာရှိရဲ့လူတိုင်းဝိုင်းကောင်းလာဖို့ကိုယ့်ဘက်ကဘာမှမလုပ်ဘဲစိုးနေတာကိုစိတ်ပြတ်နေုံနဲ့ညရှိတဲ့လူလို့မစိုးနိုင်ဘူးဒါကြောင့်စိတ်ချမ်းချမ်းသာသာနေခြင်းလူတိုင်းဝိုင်းကောင်းလာဖို့ကိုလေးလေးနက်နက်စဉ်းစားပြီးတန်ထိုင်တလောက်လုပ်နေပါစိတ်တိုစရာတွေကိုကြိုတင်ပြီးတွေးမထားပါနဲ့တချို့လူတွေဟာစိတ်တိုစရာမကြုံရခင်ကတည်းကစိတ်တိုစရာဖြစ်လာနိုင်တဲ့ခြေနွေတွေကိုကြိုတင်မှန်းဆပြီးတွေးထားတတ်တယ်အဲ့ဒီလိုတွေးရင်းနဲ့ပဲကြိုတင်စိတ်တိုနေတတ်တယ်အဲ့ဒါမျိုးကဘသူမဆိုတခါတလေလုံးလေးရှိပါတယ်ဒီပုံကြီးလေးတခါတလေလုံးပြီးပါတယ်ကြိုတင်ပြီးစိတ်တိုပြီးလို့တော်တော်စိတ်ပင်ပန်းသွားပြီးမှကိုထင်ထားလို့စိတ်တိုစရာခြေနေမျိုးဖြစ်မလာတဲ့ကစိတ်ပင်ပန်းခဲ့ရတာတွေဟာဘာမှအကျိုးမရှိပဲရှုံးသက်သက်ပဲအေးပြက်ရတာသက်သက်ပဲဆိုတာမျိုးခဏဖြစ်ခဲ့ပါတယ်ဒါကိုသင်ခန်းစာယူပြီးတန်းနိုင်တဲ့လောက်စိတ်တိုစရာခြေနေမျိုးကိုကြိုတင်မှန်းဆပြီးကြိုတင်စိတ်မတိုးဖို့ကိုတတိပေးတဲ့နဲ့စိတ်ပူစရာချောက်စရာတွေကိုလည်းကြိုတင်ပြီးတွေးနေထားတဲ့အတူတူပဲ